ဒီနေ့ရောဝက်ဆက်လက်လေးလောက်စားဖြစ်ပါတယ်ဝက်သားကိုပပလေးပြီးမယ်နေပြီးလို့ရှိရင်အရသာမှုန်လေးထည့်ပေးနေမယ်ပေါ့နော်မာလာမှုန်ရဲ့စားတကြငရုတ်ကောင်းမှုန်ပြီးတော့ကိုကျူချမ်းအနှံ့လေးပဲငမြလေးနဲ့ထည့်ပြီးခဏနှက်ထားလိုက်တယ်ပြီးတော့ဟော့တော့ကြောင်လေးကိုလည်းกินမယ်ပေါ့နော်အာနူးနဲ့ဟော့တော့ကြောင်နဲ့ရောပြီးတော့ခါကြတော့အစောကလိုမျိုးဝဲအမှုန်လေးထည့်ပြီးနေထားလိုက်တယ်အချင်းလုံးဖို့အတွက်လည်းငရုတ်သီးစိတ်ချက်သွန်ဖြိုးအသင်းပြင်ထားလိုက်ပြီးတော့ air fryer ရဲ့ဝက်သားရဲ့ချက်သွန်ဖြိုးရဲ့အာလူရဲ့ဟော့တော့ကြောင်ရဲ့မူလေးရထည့်ပြီးတော့အကုန်လုံးတစ်ခါရောกินလိုက်တယ်ပေါ့နော်စီလေးနဲ့အသားกินထားမှာပဲအချင်းကိုစင်သိမ်းလုပ်လိုက်ပါရဲ့ငရုတ်သီးစိတ်ချက်သွန်ဖြိုးကြိတ်တဲ့နမင်းလေးညံ့ပြီးတော့မကြီးရည်လေးထည့်ပြီးတော့ခါကြအရင်ဆုံးကြိုပါရဲ့ပြီးလို့ရှိရင်တကြားနဲ့ထညံနဲ့ထည့်လိုက်တယ်ပြီးတော့ chili sauce လေးနဲ့ထည့်ပြီးတော့ပြစ်လာအောင်ကြိုလိုက်ပါရဲ့နည်းနည်းပြစ်လာပြီဆိုလို့ရှိရင်ငရုတ်သီးမှုန်လေးထည့်ပြီးတော့အစောကကြိတ်ထားတဲ့ထဲကိုလောင်းထည့်လိုက်ပါရဲ့အကင်လေးရလည်းအကုန်ကျက်နေပါပြီရုံးတီတီထက်ကင်တာကိုတော့မရိုက်လိုက်ရပါဘူးမေ့တော့လို့ပါဒီမှာပြီးလို့ရှိရင်စားဖို့အတွက်စလိုက်ရွက်နဲ့တခါရဲ့ပြင်ပါတော့မယ်စလိုက်ရွက်လေးရင်ထဲငရုတ်သီးစိမ့်လေးကြိုက်စားဖို့ထည့်ပါရဲ့ထမင်းမချက်ဖြစ်ပါဘူးဒီနေ့ထမင်းမစားချင်တော့ခောက်ဆွဲပြုတ်လေးပဲလုပ်ပါမယ်အကုန်လုံး ready ဖြစ်ပြီဆိုတော့စားဖို့ပြင်ပါတော့မယ်ခိုင်လို့ပါပဲကိုရီးယားကလေးကျင်းနဲ့စားပါမယ်အကင်စားရင်းနဲ့တွေ့တော့ဖို့လိမ့်မဖြော်ရည်လေးလည်းလှုပ်ထားလိုက်ပါတယ်ဝတ်သားကိုအချင်းလေးနဲ့တို့ဆက်လက်ရွက်လေးနဲ့ထုံငရုတ်သီးစိမ့်လေးကြိုက်ပြီးစားနောက်ပြီးကြလို့ရှိရင်ခောက်ဆွဲပြုတ်ပူပူလေးစားရတာကအရန်ကိုရတာရှိပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်